အဲ့တော့ကျွန်တော်တို့ကခေါင်းကပြောလို့ပဲကိုယ်ပတ်ဝန်းကျင်မှာလည်းပြောထားမျိုးရှိကောင်းရှိမှာပေါ့ကျမသားလေးကတော့အဲကွန်တင်တန်သွားတက်နေတာတို့ကျမမောင်လေးကဒါမှမဟုတ်ကျွန်တော်ညီလေးကအဲကွန်တင်တန်သွားတက်နေတာတို့ဒီမျိုးပြောထားမျိုးရှိကောင်းရှိမယ်အဲ့တော့သူကပြောထားတယ်ဟုတ်ပြီအဲကွန်တင်တန်သွားတက်နေတယ်အဲကွန်တို့ရေကတက်တာတို့ဝှက်ချက်စက်တို့ဘာလို့ပြင်တဲ့တင်တန်းပေါ့တက်ပြီးတော့ကျွန်တော်တင်တန်းဆင်းလာပြီကိုကအခက်တီနဲ့ဆင်းသွားရင်အဲကွန်လေးပြင်မယ်ဆိုတော့စပြီအဲကွန်ကပြင်အဲကွန်ပြင်တော့မယ်ဆိုတော့ဟုတ်ပြီအဲကွန်ပြင်မယ်အဲကွန်ပြင်တော့မယ်ဆိုကျွန်တော်ကတင်တန်းဆင်းလိုက်ပြီဆိုရင်အဲကွန်စပြင်တော့မယ်ဆိုတော့ကျွန်တော်ကတင်တန်းကသွေးရှာမှာလိုက်လို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်ကြောင်အဲနေဖြစ်လာအဲကွန်တစ်လုံးကိုတော့မြင်ပြီဒီမှာအဲကွန်တစ်လုံးမြင်တယ်ဘယ်ကနေစပြီးတော့ဘာစလောက်ရမှာမသိဘူးတင်တန်းမှာတော့တင်ပေးလိုက်တယ်တင်တန်းကတော့တင်ပေးလိုက်ဆိုတာဒီထဲမှာတိဆောက်ဖို့တိဆောက်နေပါညာတယ်ကျွန်တော်ပြောလိုက်တော့ဗျာတင်တန်းကပြောလိုက်ပြီတင်ပေးလိုက်ပြီဟုတ်ပြီကိုလည်းအပြင်မှာနှစ်ခုတွေဒူးတွေလည်းတွေ့ရောဘယ်ကနေဘာစလောက်အောင်မသိတော့တင်တန်းမှာလည်းဒါဆိုမလောက်ရဘူးလားဆိုလောက်ရတယ်ဒါပေမဲ့ကိုတိုင်ကတင်တန်းမှာလောက်ရတယ်ဆိုတော့ကကိုတိုင်ကဦးစီးဦးဆောင်နဲ့လောက်ရတာမျိုးမဟုတ်ဘူးအများနဲ့ရောပြီးတော့ဆရာရဲ့တင်တန်းဆရာရဲ့လမ်းညွှန်မှုနဲ့လိုက်လောက်ရတာကိုတိုင်ကဦးစီးဦးဆောင်လောက်ရတာမျိုးဟုတ်ပြီကျွန်တော်တို့ဒါဆိုကျွန်တော်တို့ကိုတိုင်ကဦးစီးဦးဆောင်လောက်ရမယ်ကိုတိုင်ဦးစီးဦးဆောင်လောက်ရပြီဆိုကျွန်တော်တို့ကဘာစဖြစ်လာပြီလဲဆိုရင်ကိုကနည်းနည်းလေးပါပြီလားနည်းနည်းလေးစိုးရိမ်လာငါဟုတ်ပါမလားဖြစ်ပါမလားဆိုစိတ်ကြီးဖြစ်လာအဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ကတင်တန်းကနေမစင်းခင်နေရမှာတင်ကန်းစာတစ်ခုတင်မှာကျွန်တော် guideline တွေပေးလိုက်အခုကျွန်တော် aircon နဲ့ပတ်သက်ပြီးတော့တခါလဲ guideline ပေးလိုက်ဒါကဘာလဲဆိုတော့အခုမှတင်တန်းဆင်းပြီးတော့ aircon စပြင်မဲ့လူတွေပဲဖြစ်ဒါမှမဟုတ် aircon တော့လုံနေပြီလုံတဲ့တက်တန်းကနှုတ်သေးတယ်ဟိုကိုယ်တိုင်ဦးစီးဦးဆောင်မလောက်တတ်သေးဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်အကုန်လုံး guideline ပေးလိုက်မှာအဲကွန်တစ်လုံးကိုမြင်ပြီးကျွန်တော်တို့ဘာစလောက်ရပါလဲကျွန်တော်ခုနကပြောတယ်မဟုတ်လား customer တွေကကျွန်တော်တို့ကိုကြောတွေလာအပ်တယ်အလုပ်တွေလာအပ်တယ်အလုပ်တွေလာအပ်တဲ့ခါကျရင်သူတို့ပြောတဲ့ပုံစံတွေဒီအမျိုးမျိုးရှိတယ်ပထမဆုံးနေရသူကအဲကွန်ကမရေးလို့ service ဝင်ရင်လို့စေးရင်လို့ဒီလိုလည်းပြောမယ်နောက်တစ်ခုအဲကွန်ကမရေးလို့ကတ်ကုံသွားလားမသိဘူးဒီလိုလည်းပြောနိုင်တယ်အဲ့တော့အဲကွန်ကမရေးလို့လာစစ်ပေးပါလို့ဒီလိုလည်းပြောနိုင်တယ်မျိုးပဲပြောနိုင်တယ်ဟုတ်ပြီဘယ်လိုပဲပြောအဲကွန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုအလုတ်လာအပ်ပြီဆိုတာကျွန်တော်အလုတ်လက်ခံလိုက်ပြီဆိုတာကျွန်တော်ကအဲကွန်ကိုသွားစစ်တော့မယ်အဲကွန်ကိုသွားစစ်တော့မယ်ဆိုတာကျွန်တော်ကဒီ portable အဲကွန်တို့ window type တို့ဘာလို့မပြောသေးဘူးအခုအသုံးများနေတဲ့အဲကွန် separate type on mount တွေတိုက်ဒီကောင်မျိုးတွေပဲရေးစပြောလိုက်ဟုတ်ပြီဒီကောင်မျိုးတွေကျွန်တော်အဲကွန်တစ်လုံးမြင်ပြီဆိုတာနဲ့ကျွန်တော်စလောက်ရမှာချက်သည်တစ်ချက်သူ့ကိုဘာပေးရမလဲ power supply ပေးရမယ်ဟုတ်တယ်နော် supply ပေးမယ်supply ပေးလိုက်တယ်အဲ့ဒါတွေမပြောသေးဘူးနော်supply ပေးလိုက်တယ် supply က power supply ပေးလိုက်ပြီး remote control နဲ့ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုရင် supply ပေးလိုက်တော့ remote control နဲ့ဖွင့်လိုက်တယ် remote control နဲ့ဖွင့်တဲ့အခါမှာ aircon ကပွင့်လာဆိုရင်ဒီ aircon နဲ့ remote ဒီလည်းချိတ်ဆက်မှုမရှိဘူးလားရှိတယ်ချိတ်ဆက်မှုရှိတယ် Android unit ကအလုပ်ဒီ supply ပေးလိုက်ပြီးတော့ Android ကိုဖွင့်လိုက်တဲ့အခါကျရင်သူက shutter လေးဒီပွင့်လာမယ်ပွင့်လာပြီးတော့လေထွက်လာရမယ်ဒီသဘောပေါက်လားလေထွက်လာရမယ်ဟုတ်ပြီလေထွက်လာပြီးတဲ့အခါကျတော့ရှင်သူက Android လဲမယ် aircon ရဲ့လုံးပုံကိုကျွန်တော်သိရမှာလို့ပြောထားတယ်မလား Android လဲမယ် Android လဲပြီးတော့တခါတည်းမှာ remote control က auto ဖြစ်နေတဲ့အခါကျရင် Android နဲ့ auto ကိုတပြိုင်တည်းထလဲတတ်တယ်ဒါပေမဲ့များသောအားဖြင့်ဒီ remote control မှာက auto ဖြစ်မနေဘူးဆိုလို့ရှိရင်ကျွန်တော်က Android လဲပြီးတော့ delay time တွေနဲ့3မိနစ်သို့မဟုတ်5မိနစ်လောက်ကြာတော့မှဗာလဲမလဲ auto unit ထလဲမယ်ဒီနားလဲလားအဲ့လောက်ကြာတော့မှကျွန်တော် auto unit ထလဲမယ်ဟုတ်ပြီ auto unit ထလဲပြီး Android လဲပြီး auto လဲပြီးဒါဆိုအဲကောင်ကသူလုံးရမယ်ပုံစံတိုင်းပဲသူလုံးရမယ်ပုံစံတိုင်းပဲသူလုံးမလုပ်ဘူးလား auto unit လဲတဲ့အခါမှာ 9 inverter တိုက်တွေဆိုရင်ကျွန်တော်က compressor လဲလဲရမယ် fan လဲရမယ် auto unit ကို supply ရောက်ပြီဆိုတာနဲ့တပြိုင်နက် compressor ရော fan ရောတပြိုင်နက်ထလဲရမယ်ဒီနားလဲတယ်မဟုတ်လားဒါကျွန်တော်လက်တွေလဲစမ်းခဲ့ပြီမဟုတ်လားဟုတ်နေတော့ဟုတ်ပြီဒါကျွန်တော်က auto လဲပြီး indoor လဲပြီးဒါကျွန်တော်ဘာဆက်လုပ်မလဲရှင်းလေးပဲကလပ်မီတာချိတ်ပြီးကျွန်တော် ambient ကြည့်ကလပ်မီတာချိတ်တယ်ဆိုတဲ့နေရာမှာကအထဲထဲကနေချိတ်လဲရတယ်အောက်တိုးနာကအောက်တိုးယူနစ်နာကသွားပြီးချိတ်လဲမရဘူးလားရတယ်ဒီနားလဲလားထဲထဲကနေ indoor ကနေချိတ်လို့မရဘူးလားရတယ်အောက်တိုးယူနစ်နာကသွားချိတ်လို့မရဘူးလားရတယ်ဒါပေမဲ့ indoor ထဲမှာ
ဒီအထက်တွေကလည်းချိန်မယ်ဆိုရင်တော့ ampere ကနည်းနည်းလေး point ဆွန်းလောက်လေး 0.1 တို့ပါတော့အဲ့လောက်လေးနည်းနည်းပိုများနိုင်တယ်အဲ့ဒါကပြဿနာရှိလို့တဲ့ ampere မဟုတ်ဘူးဒီ anode တွေကချိန်မယ်ဆိုရင်ဒီအထက်ကချိန်မယ်ဆိုရင်ပြောတာတချို့ကိစ္စတွေမှာကျွန်တော်ကတချို့ရန်ကုန်မြို့လိုအနေထားမှာဆိုရင်တော့တို့တချို့အော်တိုထားတဲ့နေရာတွေခက်ခဲထားတဲ့နေရာတွေရှိတယ် ampere ကြည့်ရင်ုံလောက်နဲ့ခက်ခဲသွားပြီးချိတ်เสียမလို့ထဲထဲကနေဘာလို့ရလဲချိတ်လို့ရတယ်ဒီနားလေလားကျွန်တော်ပြောတာဟုတ်ပြီအဲ့တော့ကျွန်တော်က ampere ချိတ်ကြည့်လိုက်မယ်အထက်ထဲကဖြစ်အပြင်ကပဲဖြစ်ချိတ်ကြည့်လိုက်ချိတ်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်က ampere ဆက်လဲပြီးဆိုတာနဲ့ ampere တက်မလာဘူးလားတက်လာမှာအဲ့တော့ဒီဆက်က ampere ဘယ်လောက်တက်ရမှာလဲဥပမာပြတကောင် air ကွန် brand မျိုးရှိတာဟုတ် brand မျိုးစားတွေပေါ်မူတည်ပြီးတော့ ampere ကနည်းနည်းပြောင်းလဲမှုရှိနိုင်တယ်တချို့ air ကွန် ampere က 4.1 တို့ 4.2 ကိုပေးတာရှိနေတယ်တချို့ air ကွန်နဲ့ 3.6 3.9 ဒီလိုမျိုးပေးထားမျိုးတွေမရှိနိုင်ဘူးလားရှိတယ် 3.8 ပေးထားလည်းရှိတယ်အဲ့ဒါကျွန်တော်ကအဲ့ဒီ ampere တွေကဘာမှပါတာလဲဆိုတော့ outdoor unit မှာ ampere မပါဘူးလားပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ကအော်တိုယူနဲ့မှာ ampere ပါတယ်ဒါပေမဲ့အော်တိုနာကိုကျွန်တော်တို့မသွားနိုင်သေးဘူးဆိုရင်မှတ်ထားရပါတကောင်အဲကောင်မှာရှိတဲ့ ampere 4 ampere ပတ်လဲလို့မှတ်ရတယ်မှတ်4 ampere ပတ်ချလဲရတယ်အခုမရေးနဲ့ကိုကျွန်တော်ပြီးလို့ရှိရင်ရေးပြပေးမယ်ပြီးကျွန်တော်တို့အကုန်လုံးရေးပြပေးမယ်ဟုတ်ပြီတကောင်အဲကောင်မှာရှိတဲ့ ampere က4 ampere ပတ်ချလဲဘယ်လောက်ဒီပတ်ချလဲရမှာလဲတယောက်နဲ့တယောက်တော့မတူဘူးကျွန်တော်တို့ကတော့ ampere ပတ်ချလဲကိုဘယ်လောက်လဲ 3.6 နဲ့ ampere 4.4 ကြားလို့မှတ်ထားတကောင်အဲကောင်မှာရှိတဲ့ ampere က 3.6 နဲ့ 4.4 ကြားလို့ကျွန်တော်မှတ်ထားတယ်စကားကတ်တက်လိုက်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောစရာလေးရှိတယ်ဘာလို့လဲဆိုကျွန်တော်က 3.5 လောက် 3.4 လောက်ပေးထားတဲ့တကောင်အဲကောင်တွေရောမရှိလားဆိုရှိတယ်ဒါပေမဲ့ကျွန်တော်ပြောထားတယ် 3.6 နဲ့ 4.4 ကြားဆိုရင်အဲ့ဒီအဲကောင်ဒီအခြေအနေကောင်းတဲ့ထဲမှာပါသေးတယ်ဘာလို့အဲ့လိုမျိုးပြောတာလဲပြောရင်ဆက် brand တစ်ခုချင်းဒီဥမာချီကိုရဲ့တကောင် ampere ကဘယ်လောက်ပါPanasonic ကတကောင် ampere ကဘယ်လောက်ပါဒိုင်ကင်ရဲ့တကောင် ampere ကဘယ်လောက်ပါလို့အသေးစိတ်လိုက်မပြောနိုင်လို့ဒီသဘောပေါက်လားအရေးသွေးကောင်းတဲ့စက်တွေရောအရေးသွေးညံ့တဲ့စက်တွေရောအားလုံးကိုခြုံငုံပြီးတော့ပြောလိုက်တာအားလုံးကိုခြုံငုံပြီးပြောထားတာတကောင်အဲကုန်းမှာဆိုရှိတဲ့ ampere က 3.6 နဲ့ 4.4 ကြားလို့မှတ်ရအဲ့ဒါကဘာလဲလို့ပြောချင်အမှန်ကဒါကဥပမာဖြင့်ချီကိုအဲကုန်းဆိုပါချီကိုအဲကုန်းရဲ့အောက်တိုးမှာတို့ကချီကိုအဲကုန်းရဲ့ name လေးဆိုရင်အောက်တိုးကိုဒီဘားတွေကိုဖုံးထားတဲ့အဖုံးလေးမှာတော့ပါတယ်အဲ့ဒီဖုံးလေးတွေကမရှိတော့ဘူးဆိုရင်ကျွန်တော်ကအဲ့ name လေးကကြည့်လို့မရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကတကောင်အဲကွန်းဆိုရှင်ဆိုပါတော့ကျွန်တော် ampere ဘယ်လောက်ရှိရပါလဲကျွန်တော်ကမမှားလိုက်လို့ရှိလို့ရှိရင်အဲ့ဒါကိုကျွန်တော်သိပါအောင်မလားမသိတော့ကျွန်တော် ampere မကြည့်တတ်တော့ဘာလို့ဆို ampere ကြည့်ရမယ့် name လေးကမရှိတော့ဒီနားလဲလားအဲ့ဒါကြောင့်ကျွန်တော်ကတကောင်အဲကွန်းဆိုရင်4 ampere ပတ်လဲလို့မှတ်ထားဟုတ်ပြီဒါဆိုကျွန်တော်ကနောက်တစ်ခု ampere ကြည့်ဖို့အတွက် auto unit ကိုသွားဖို့အတွက်ခက်ခဲရှိနေသေးတယ်ဒါဆိုကျွန်တော်ကထဲထဲရပဲကြည့်မယ် auto က android ကတကောင်လားတကောင်ခွဲလားပါလဲကျွန်တော်ထဲထဲရပဲကြည့်တော့ဖတ်တော့ဖတ်ပြီးတော့မှကျွန်တော်က android ရဲ့ name plate မှာ ampere ရေးထားတာချက်ကြည့်မယ် ampere မပါဘူးဆိုရင်တော့ကျွန်တော်ကတကောင် air ကိုဆိုရင်ရှိတဲ့ ampere ဒီ4 ampere ပတ်လဲလို့ဖတ်ထားဒီနားလဲလား4 ampere ပတ်လဲဆိုတော့ကျွန်တော်ကပြောခဲ့ဘူးပါ4 ampere ပတ်လဲလို့ပါဆိုတော့ဗာလဲ full load full load ဆိုတာကဘာကိုပြောတာလဲဟုတ်တယ် aircon unit ထဲမှာဒီ aircon system ပိုက်လိုက်နေထဲမှာကတ်အပြည့်ရှိနေတဲ့ချိန်မှာရှိရမယ် ampere ကတ်အပြည့်လည်းရှိနေတယ် compressor လည်း run နေတယ် run နေတဲ့ချိန်မှာရှိရမယ် ampere compressor run မှသာလေ ampere ကလည်းဘာဖြစ်မှာလဲတက်မှာဒီနားလဲလားဟုတ်တယ် compressor run နေတဲ့အချိန်မှာရှိရမယ် ampere ဟုတ်ပြီအဲကျွန်တော်တို့ကပေးထားတဲ့ ampere ဒီ full load ampere လို့ခေါ်တဲ့ gas အပြည့်ရှိတဲ့ချိန်မှာရှိရမယ် ampere gas အပြည့်ရှိတဲ့ချိန်မှာရှိရမယ် ampere ဟုတ်ပြီ gas အပြည့်ရှိတဲ့ဆိုတာကဘာကတ်တွေညာကတ်တွေမစိုးလုံးတော့ဟို22ဆိုရင်60 90အဲ90ဝန်းကျင်လောက်မှာ90ဝန်းကျင် gas အပြည့်ရှိနေတဲ့ချိန်မှာရှိရမယ် ampere ဥပမာဖြစ်ကျွန်တော်တို့ဖိုးတန်းဆိုပါစို့ဖိုးတန်းဆိုရင်130 psi ဝန်းကျင်လောက်မှာရှိရမယ် ampere မှန်ပြီလား32ဆိုရင်ဟိုရ psiဟုတ်တယ်အဲ့ဒါတွေကအကုန်လုံးတို့ကျွန်တော်ထပ်ပြောပြမယ်နော်အကောင်ရည်နဲ့မဆိုင်ဘူး PSI ဆိုတာကနော်အဲ့ဒါကျွန်တော်နောက်ပိုင်းထပ်ပြောပြမယ်အခုပြောတာလေးပဲသေချာလေးအောင်စိုက်ပြီးနားထောင်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့ကအဲ့ဒီ PSI နဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြောပြမယ်အခုတကောင်တွေကကျွန်တော် ampere နဲ့ပတ်သက်ပြီးတော့ဆက်စစ်ပုံစံနည်းတွေကိုပြောပြတယ်ဟုတ်ဆက်စစ်ပုံစံနည်းတွေပြောပြတယ်ဟုတ်ပြီဒါကျွန်တော်ကအခု32 gas ဆိုရင်လည်းကျွန်တော်ကသူ့ရှိရမယ့် pressure 130သို့မဟုတ်135 PSI ဝန်းကျင်လောက်မှာဆိုရင် ampere ကသူ့မှာပြထားတဲ့ ampere အတိုင်းပဲရှိရဒီနားလဲလားသူ့မှာပြထားတဲ့ ampere တဲ့ဥပမာအဖြစ်22 gas ဆိုပါစို့ဗျာ
တိုင်လူကသူ့ကိုကျွန်တော်ကတိုင်လူကကိုအပြည့်ထည့်လို့ပြောကျွန်တော်80 PS လောက်ထည့်ကြမှာဟုတ်တယ်နော်80 PS လောက်တခါဆက်အစ်တွေဆိုတော့သူတို့ပူပါတာပေါ့ဒါပေမဲ့တိုင်လူကနဲ့ဆက်အစ်ကမလာတော့ဟုတ်ပြီဒါတော့ထားပါတော့ဒါကျွန်တော်ကတိုင်လူကကိုအပြည့်ထည့်ပါလို့ပြောရင်80 PS လောက်ထည့်ပါ80 PS လောက်ထည့်ကြပါဟုတ်ပြီ80 PS လောက်ထည့်တဲ့အခါမှာကျွန်တော်တို့ဒီ Ampere ကသူ့မှာက 3.9 Ampere ရှိရမယ်လို့ပြောထားတယ် full load Ampere က 3.9 Ampere ဆိုရင်က80ရှိတဲ့အချိန်မှာ Ampere ဒီဘယ်လောက် Ampere လဲဆို3.9 Ampere ရှိရအဲ့တော့ကျွန်တော်က80ရှိတဲ့အချိန်မှာ Ampere က 4.2 လောက်ဖြစ်သွားပြီဆိုရှင်သူကရေးထားတာက name plate မှာက 3.9 ဒါမှကျွန်တော်က80အပြည့်ထည့်ကြည့်လိုက်တဲ့ Ampere ကဘယ်လောက်လဲ 4.2 ဆိုဒါဆိုကျွန်တော်ကဒီကွန်ပရက်ဆာက Ampere နည်းနည်းလေးမများဘူးလားများတယ် Ampere နည်းနည်းလေးများလာပြီဒါဆိုရှိတဲ့ Ampere ထက်များရင်များတယ်ရှိတဲ့ Ampere ထက်နည်းတယ်ဒါဆိုကျွန်တော်ကအဲကွန်စစစ်တဲ့အခါမှာလောက်ရမယ်လောက်ဆောင်ချက်တွေတော့သိသွားပြီလို့ထင်တယ်ဒီနားလဲလားအဲကွန်စစစ်တဲ့အခါကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ surprise ပေးမယ်ပြီးလို့ရှိရင် Indo unit နဲ့ remote control နဲ့ချိန်ဆမှုရှိလားမရှိလားစစ်ဖို့တော့ကျွန်တော်က remote control ကိုအဲကွန်ရှိမှသွားပြီး power on လုပ်ကြည့်လိုက်မယ်ပြီးလို့ရှိရင် remote control က function နဲ့မှန်လားမမှန်လားကျွန်တော်ဘာလုပ်ကြည့်မလဲတစ်ခါလေးကြည့်မယ်။ဘာမြင်နော်ကြည့် Indo level Indo လဲလားမလဲလားတစ်ခါကြည့်မယ် Indo မလဲဘူး power ဖွင့်လိုက်တယ် Indo မလဲဘူးဆိုတဲ့မှာအဲ့ဒါ Indo မှာပြဿနာတက်တာဒါထားပါတော့ error တက်တဲ့အပိုင်းကျွန်တော်နောက်ပိုင်းထပ်ပြောပြဟုတ်ပြီနော်အဲ့ဒါကျွန်တော်ကသူ့ရဲ့အလုပ်လုပ်ရမယ့်ပုံစံကိုသိမှသာလေကျွန်တော်ကစစ်လို့ရမယ် Indo unit လဲတယ်လဲပြီးတော့ကျွန်တော်ကဘယ်လောက်တော့တွင်းမှာလဲ3မိနစ်3မဟုတ်5မိနစ်တော့တွင်းမှာဘာလဲရမလဲ auto unit လဲမယ်တခါတည်းမှာဘယ်လိုပြောမလဲ Indo ရော auto ရောတပြိုင်တည်းလဲတဲ့ခါမျိုးလည်းရှိတယ်ပြောတယ်ဘယ်လိုရှင်နေမျိုးဆိုရင် remote control မှာ auto ဖြစ်နေတဲ့ခါမျိုးဒီနားလဲလားဟုတ်ပြီကျွန်တော်က auto unit လဲလားမလဲလားသိရင်လို့ရှိရင်ကျွန်တော်က Ampere ချိန်ကြည့်တိုင်းသိတယ် auto unit လဲလားမလဲလားသိရင်လို့ရှိရင် auto နားသိသွားစရာမလိုသေးဘူး Ampere ချိန်ကြည့်တာနဲ့ဘာဖြစ်လဲသိတယ်ဒါပေမဲ့ auto နားသိသွားရင်တော့မကောင်းဘူးလားဆိုပိုကောင်းတာပေါ့ကျွန်တော် compressor လဲလားမလဲလားက Ampere ကြည့်တာသိနေသလို auto မှာပါတဲ့ auto fan လဲလားမလဲလားဆိုတာကတော့ကျွန်တော်က auto fan နားသွားကြည့်မှသိတော့တာပေါ့ဒီနားလဲလားနော်အဲ့လိုမျိုးဟုတ်ပြီဒါကျွန်တော်က auto နားမှာသွားချိန်လို့မရဘူးလားရတယ်ကိုတော့ကောင်းသေးတယ်အကုန်လုံးမြင်နေရတယ်ကိုပြက်စီးနေမြင်နေရဒါပေမဲ့သွားဖို့ခက်ခဲရှိတယ်ဆိုရင်အထဲထဲကနေလည်းချိန်လို့မရဘူးလားရတယ်ဆိုတော့ကျွန်တော်ပြောပြတာဟုတ်ပြီဒါကျွန်တော်ကသူ့မှာရှိတဲ့ Ampere တက်လာလို့စစ်ရမှာဟုတ်ပြီကျွန်တော်က Indo unit တော့လဲပါရဲ့ Indo unit လဲနေပြီ10မိနစ်လောက်ရှိနေပြီ auto unit ကထားမလဲဘူး remote ဖွင့်ကြည့်လိုက်တော့လည်းမှန်တယ်ဒါဆိုကျွန်တော်တို့က auto မှာပြဿနာရှိ auto မှာပြဿနာရှိတယ်လားသို့မဟုတ် Indo ကနေပဲ auto ကို surprise မပို့တော့တာလားတော့စစ်ရတော့ဒီနားလဲလားဟုတ်ပြီဒါ error ရှာတဲ့အပိုင်းကျွန်တော်သက်ထပ်ပြီးတော့ခွဲပြဒီနားလဲလားအဲ့တော့ကျွန်တော်ကစစ်လိုက်တယ်ဥပမာအဖြစ် Ampere ကအဲ့တော့တကောင်အကုန် Ampere က 3.9 Ampere ရှိရမယ်လို့သူကရေးထားတယ်အဲ့တော့ကျွန်တော်စစ်လိုက်တဲ့ခါကျတော့ Ampere ကဆိုတော့ကျွန်တော်တို့ဟို15တို့15 Ampere တို့73 Ampere တို့ဘာလို့ဖြစ်နေလဲဆိုပါလို့ဖြစ်ပြီးတော့တောင်းဆို overload ကဖျက်ချသွားတယ်ဆိုပါဒါဆိုကျွန်တော်ကအဲကွန်ကပုံမှန်လားအဲ့တော့အဲကွန်ကပုံမှန်ချင်းနေရှိလားမရှိဘူးဟုတ်တယ်ပုံမှန်ချင်းနေမရှိဘူးလေရှင်းရှင်းလေးဘာကိုကြည့်လိုက်တာလဲအဲ့ဒါဟုတ်တယ် Ampere ကိုကြည့်လိုက်တာ Ampere ကိုကြည့်လိုက်တာရှင်းရှင်းလေးပဲ Ampere ကိုကြည့်ပြီးတော့ပဲကျွန်တော်ကဒီအဲကွန်ဘာဖြစ်နေလဲကျွန်တော်ကတော်တော်များဆုံးဖြတ်တယ်နောက်တစ်နည်းအားဖြင့်အမြင်နဲ့ကြည့်ပြီးဒီ Indo unit တွေ G base တွေလား Auto unit တွေ G base တွေလားလို့အမြင်နဲ့ကြည့်ပြီးတော့ဆုံးဖြတ်တယ်ပြီးတော့လေထွက်တဲ့ flow တွေကိုကျွန်တော်ကတိုက်ဆန်းပြီးတော့ဒီကောင် G base လားမပိတ်လားကျွန်တော်စမ်းသပ်တယ်ပြစ်ရှာတယ်ဆိုရင်ပြစ်ရှာတဲ့နေရာမှာပြောတာဒီသဘောပေါက်လားဟုတ်ပြီအခုကကျွန်တော်တင်လိုက်တာခဏပဲရှိသေးတယ်နားလည်သွားပြီမလားအခုဒီထိသူကရှိတဲ့ Ampere ထက်ပိုများနေတယ်ဒါဆို15 Ampere 16 Ampere ဖြစ်နေပြီဆိုတာဒီကောင်ဒီပုံမှန်မဟုတ်ဘူး Indo unit ကတော့သူကဒါဆိုရင်ပုံမှန်မဟုတ်တာက Indo လားသို့မဟုတ် Auto လားဘယ်ကောင်ကပုံမှန်မဟုတ်တာလဲ auto ဘယ်ကောင်ကပုံမှန်မဟုတ်တာလဲပြောရေးပြော auto ဟုတ်တယ် Auto unit ကပုံမှန်မဟုတ်တာ Indo unit ကကောင်းလို့ပုံမှန်ဖြစ်လုံးလုံးနေသူ့ဘာလုံးဒါပေမဲ့ Auto unit မှာကခေါင်းလိုက်ဘာလို့ Ampere တွေများနေတယ်ပြီးရင်ဖြတ်ချလိုက်တယ် Ampere က 0.2 0.3 လောက်ပဲကျန်တော့မယ်ဘာလို့ဆိုပန်ကာပဲလည်နေတယ်မယ်ကွန်ပစာကမလဲတော့ဘာလို့ဆိုအဲ့ရှင်နေမှာမျိုးဆိုရင်အဲ့လိုရှင်နေမျိုးဆိုရင်ဘာဖြစ်တယ်ဆိုရင်ကွန်ပစာကမလဲတော့တာသို့မဟုတ်နောက်လို့ရှိရင်နောက်တစ်နေ့ကွန်ပစာကမကောင်းတော့တာသို့မဟုတ်နောက်တစ်ခုဘာဖြစ်လဲဆိုကပစီတာမကောင်းတော့တာလေအဲ့လိုရှင်နေမျိုးဒါဆိုအဲ့လိုမျိုးအခြေအနေဖြစ်နေပြီဆိုကျွန်တော်ဘယ်ဘက်ကိုဆက်ရမှာလဲပြောရင် Indo တာ Auto တာလို့ပြောရင် Auto unit ကိုဆက်ရမယ် Auto unit ကဘာကိုဆက်ရမလဲတာမန်ငုတ်တွေကတက်ထားတဲ့ကြိုးတွေမှာလူဖြစ်ပြီးလောင်နေလားမလောင်နေလားတာမန်ငုတ်ဆိုကျွန်တော်သိတယ်မလားငုတ်လေး3ငုတ်တာမန်ငုတ်သိလားမသိဘူးလားသိတယ်နော်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်ကကျိုးတွေလူဖြစ်ပြီးလောင်နေလားမလောင်နေလားကျွန်တော်ဖွင့်စစ်မယ်နောက်တစ်ခုဘာထပ်စစ်မလဲဆိုကပစီတာတွေတိုင်းကြည့်
capacity အတိုင်းကြီးမှာဒီနားလဲလားဟုတ်ပြီအဲ့ဆိုအဖြေတစ်ခုတော့ရလိုက်အဖြေတစ်ခုတော့လောင်နေတာဖြစ်ချင်းဖြစ်မဖြစ်လို့ရှိရင် capacity မကောင်းတာအကယ် capacity ကောင်းရဲ့သားနဲ့မှာနောက်တစ်ခါပြန်မောက်ကြည့်တယ်ဒီတိုင်းဖြစ်နေဆိုတော့အဲ့ဒီကုန်စားမကောင်းတော့လားချင်းချင်းလေးပဲဆုံးဖြတ်ပုံဆုံးဖြတ်ချင်းဒသိချလိုက်တာလွယ်လွယ်လေးပဲဟုတ်တယ်မလားအခုချိန်ကြီးအခုကျွန်တော်တို့ပြောခဲ့တဲ့အထိနားလဲလားအဲကုန်းကလဲတော့လဲတယ်ဥပမာအဖြစ်3 byte ဒီပေးထားတဲ့ ampere တိုင်းပဲထားလဲတဲ့ဆိုပါစို့ပေးထားတဲ့ ampere တိုင်းပဲထားလဲဆိုဒီကုန်းကဒါပေးထားတဲ့ ampere တိုင်းတော့ထားလဲတယ်ဒါပေမဲ့အခန်းထဲမှာအေးပေါ်တာတော့ဘာလို့ဖြစ်နေပြီဆိုရင်ဒါဆိုရင်ကုန်းကကျွန်တော်ပုံမှန်ရှိတယ်လို့မှတ်ရသိချချင်း gas ချက်သွားတိုင်းလိုက်အောင်ကတ်တိုင်းမှုတော့ဆိုဘာနဲ့တိုင်းမလဲ pressure ကိတ်တက်ပြီးကျွန်တော်သွားတိုင်းလို့မရဘူးလားရတယ် gas စစ်ကြည့်လိုက်တဲ့ပုံမှန်ပဲ ampere ကြည့်တဲ့ပုံမှန်ပဲကုန်းအေးပေါ်တာပါဟုတ်ပြီအေးပေါ်တာတော့နောက်တစ်ခုဘာထပ်ဆက်ပြီးကျွန်တော် G တွေပိတ်နေသလားကုန်းက G ပိတ်နေလားလေထွက်တဲ့ flow တွေကိုကျွန်တော်စစ်ကြည့်လိုက်လေရဲ့ flow တွေ G ပိတ်ပြီဆိုလို့ရှိရင်အဲဆိုင်ကလုံးကထွက်လာတဲ့လေစီမညီတော့ဘယ်လိုပြောမလဲဆို flow မညီတော့ထွက်လိုက်မထွက်လိုက်စောက်တိုးလိုက်စောက်တိုးလိုက်လေကပြောက်သွားတယ်စောက်တိုးလိုက်လေကပြောက်သွားဖြစ်နေတာသူ့ရဲ့အရှိဒီလိုရှက်တာရဲ့ရှိကလည်းဒီလိုလက်နဲ့တိုက်ဆန်းလိုက်တဲ့ဒီမှာလက်ကိုလာတိုးတဲ့လေစီဒီကောင်ဘယ်လိုလဲဆို flow မညီတော့ဒီနားလဲလားအဲ့ဒါ G ပိတ်လိုက်ပဲနောက်တစ်နည်းအားဖြင့်ကျွန်တော်ကအင်လိုကိုရက်ထားပြီးတော့ဆိုင်ကလုံးအဲ့လိုရှက်တာလေးကိုဖွင့်ဆိုင်ကလုံးသေးချာကြည့်လိုက်တချို့ရဲ့ကိုလို့မှုတွေပါတော့ဆွဲလို့မှုတွေပါတော့ဆွဲနေအဲ့လိုကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်နေရဆိုအဲကုန်းကကြီးပိတ်နေတာရှင်းဆုံးပြောမယ်ဆိုရင် ampere လည်းမှန်တယ်ကက်လည်းရှိတယ်ဒါပေမဲ့ဘာဖြစ်နေရလဲအဲကုန်းကအေးပေါ်နေဆိုတာကလေထွက်တဲ့ flow မငြိမ်တော့လို့အဲကုန်းကြီးပိတ်နေလို့စာပစင်မလောက်တာကြာလို့ဒါဆိုကျွန်တော်တို့ဒီတိသဘောပေါက်လားဟုတ်ပြီအဲကုန်းကြီးပိတ်နေရတဲ့ဆက်တော့ရင်ဘာဖြစ်မလဲဆက်တော့ရင်ဘာဖြစ်မလဲဆိုကျွန်တော်ကအခန်းထဲမှာလည်းအဲကုန်းကအေးပေါ်သွားမယ်နောက်ပိုင်းကျလုံးဝမေးတော့မျိုးဖြစ်မယ်နောက်တစ်နည်းအားဖြင့်ဘာထပ်ဖြစ်နိုင်လဲဆိုရင်မီတာတွေကတော့စားနေပဲအဲကုန်းကတော့အေးမာလားဆိုတော့မေးဘူးအဲကုန်းကတော့မေးဘူးဒီနားလဲလားမီတာကတော့ကုန်ပါပဲဥပမာအဖြစ်အစာပစင်လောက်ပြီးတော့မှအဲကုန်းကောင်းနေတဲ့အချိန်မှာဆိုလဲအမ်ပီယာက3.9နဲ့ဆို3.9ပဲစီးနေပါမယ်ကာရန်ကအော်တိုလဲပြီဆိုတာနဲ့ဟောစာပစင်မလောက်ထားပဲ G ပိတ်နေတဲ့အချိန်မှာဆိုရင်အမ်ပီယာက3.9 ထက်ပိုရင်ပိုနိုင်သေးတယ်အော်တိုမှာ G ပိတ်နေ3.9 ထက်တောင်ပိုရင်ပိုနိုင်သေးတယ်အဲဆိုအော်တိုကအပူကောင်းမစွန့်နိုင်တော့ဘူကောင်းမစွန့်နိုင်3.9 ampere ထက်တောင်ပိုရင်ပိုနိုင်သေးတယ်အဲ့တော့ ampere တွေပုံများလာရင်မီတာပိုကြိတ်တာပဲရှင်းဆုံးပြောရမယ်လူတိုင်းနားလည်အောင်ပြောရမယ်ဆိုမီတာပိုကြိတ်တာပဲမီတာကတော့ပိုကြိတ်နေပြီဒါပေမဲ့အဲကုန်းကအေးလားဆိုတော့မေးဘူးဒီနားလဲလားနားလဲပါစာပစင်လောက်ပြီးတော့ရှိရင်ဥပမာအဖြစ်ဒီကောင်ကပုံမှန်အဲကုန်းက ampere က3.9 ampere ရှိရမယ်ဟာကြီးတွေအောက်တုံးမှာကြီးတွေရမ်းစုံနေပြီဆိုသိကြတယ်အဲကောင် ampere က3.9 မကတော့ကြော်သွားလိုက်မယ်ဖိုးကြော်တာတွေပါဖြစ်နေလိမ့်မယ်4.5 4.4 တွေလောက်ဝင်ကျင်တော့ဖြစ်လိမ့်မယ်အေးစာပစင်လောက်ပြီးပြန်မောင်းကြည့်လိုက်အဲ့ဒီကောင် ampere ပြန်ကျသွားလိမ့်မယ်4.5လောက်ဖြစ်နေတဲ့ကောင်ကနေပြီးတော့သူ့ရဲ့မူလရှိတဲ့ ampere ကိုပြန်ရောက်သွားလိမ့်မယ်ဒီနားလဲလားဟုတ်ပြီဒါကကျွန်တော်ကစစ်ပုံစစ်နည်းဒါတစ်ပိုင်းဒါကအခုမှသင်တယ်ကျွန်တော်ခုနပြောလို့ကျမသားလေးတို့ကျမမောင်လေးတို့ကသင်တဲ့သွားတက်ပြီးတော့အဲကွန်သင်တဲ့သွားတက်ပြီးတော့ပြန်လာလို့အဲကွန်လေးလုံမယ်ဆိုရင်ဘယ်ကစလုံရမှန်းမသိမှာဆိုလို့ကျွန်တော်စပြောလိုက်တာဒီနားလဲလားကျွန်တော်ပြောခဲ့တဲ့ဟာကျွန်တော်လမ်းညွှန်မှုတိုင်းကိုပဲသေချာလေးလက်ပြီးတော့နားထောင်ဒီအရှိမှာကိုယ့်တဲ့စီနီယာကြားလူတွေအများကြီးရှိတယ်ကျွန်တော်တို့တင်တဲ့ကဆင်းပြီးတော့ကိုယ်ပိုင်ဆိုင်ဖွင့်နေတဲ့လူတွေကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့တင်တဲ့မှာကကျွန်တော်ခဏပြောခဲ့တယ်မတက်မချင်းပါလို့ရလဲတင်လို့ရတယ်တခါလဲကျွန်တော်တင်တဲ့စတက်တဲ့မှာကျွန်တော်မှားထားပြီးသားမဟုတ်လားမှားထားပြီးသားတင်တဲ့စတက်တဲ့ကျွန်တော်ပြောထားပြီးသားမတက်မချင်းပါလို့ရတယ်တင်လို့ရတယ်သင်တန်းပြီးသွားပြီ on job training အတွေ့အကြုံလိုချင်တယ်ဆိုလဲဘာလို့ရလဲအတွေ့အကြုံလိုက်ပြီးတော့ယူလို့ရတယ်အဲ့အတွက်ကျွန်တော်တို့ဘာချချက်မှထပ်ပေးစရာမလိုဘူးဘာချချက်မှထပ်ပေးစရာမလိုအဲ့တော့ကျွန်တော်ကကိုတိုင်းကစိတ်ပါဝင်စားစားနဲ့လိုက်တင်မှုပဲလိုတယ်ဒီသင်တန်းပြီးသွားရင်ကျွန်တော်တို့ကဒါဆိုမေးစရာတစ်ခုရှိဘူးသင်တန်းပြီးသွားရင်ကျွန်တော်လုံးဝဆရာကြီးဖြစ်ပြီလားလုံးဝတစ်ဖက်ကခက်ကြွကျင်နေပါလားဆိုတော့မဟုတ်ဘူးကြွမယ်ထင်လားထင်ဘူးမကြွဘူးလေကြွကျင်ဖို့တော့ဆိုဘာလို့လဲအတွေ့အကြုံလိုသေးတယ်ဒါတော့တင်တန်းပြီးွားကျွန်တော်ကဘာမှလုပ်လို့မရဘူးလားမဟုတ်ဘူးတင်တန်းပြီးွားလုပ်လို့ရတယ်သူများတော့မကြွမ်းကျင်ပေမဲ့ကိုကတော့ဘာဖြစ်လဲနှေးတော့မနှေးဘူးလားနှေးကောင်းနှေးလိုက်နှေးကောင်းလို့သူများကအဲကွန်တစ်လုံးစင်တာက2 နာရီနဲ့ပြီးတယ်ကျွန်တော်တို့အဲကွန်ကိုဘကိုခုမှတင်တန်းကပြီးလို့စဆင်တဲ့ခါကျ4 နာရီလဲကြာလိုက်9 နာရီလဲကြာလိုက်ဒါပေမဲ့မရဘူးလားဆိုတော့ကြာတော့ရလိုက်ကြာသွားလိုက်ဒီသဘောပေါက်လားအဲ့လိုမျိုးဖြစ်လိုက်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးကနေမှတဖြည်းဖြည်းလုံနေမှာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့အဲကုန်းစင်နေဆိုတော့ဗာလဲအတွေ့အကြုံ1 လုံးစင်နေ2 လုံးစင်နေ3 လုံးစင်နေ4 လုံးစင်နေ5 လုံးစင်နေ10 လုံး15 လုံးလောက်ရလာပြီဆိုကိုယ့်ရဲ့စကေးတွေကောင်းလေးစကေးတွေတက်လာမှာပေါ့
ဒီစီနားလဲလားဟုတ်ပြီဒါကိုကျွန်တော်ပြောချင်တာဒါဆိုကျွန်တော်ကအဲကုန်းတစ်လုံးစလုံးမယ်ဆိုရင်ဘယ်ကနေစစစ်ရမလဲဆိုတော့နားလဲပြီလားနားလဲပြီဟုတ်ပြီနော်ကဲဒါဆိုရက်လိုက်အောင်